ကတော့ဒီ skin care routine လေးကိုပြောပြချင်လို့ပေါ့နော်အရင်ဆုံးဒီမှာအရင်ဆုံးက cleansing water ပေါ့နော် GM solution cleansing water လေးကိုအရင်ဆုံးအဲ့ဒါနဲ့မျက်နှာကိုဆန်ရှင်းမယ်ပေါ့နော်ဒါကအရန်ကို half လောက်ကြီးသူက900 ml ဆိုအကြီးပဲအဲ့ဒါလေးသုံးပြမယ်နော်အဲ့ဒါတငယ်ချင်းတယောက်ညှို့လို့လေသူ့မျက်နှာလေးအရန်ကောင်းလို့ဒါလေးသုံးလာရဲဆိုအရင်ဒါလေးက half လောက်ကြီးဆိုတန်းတယ်လေနော်2000ကျော်လာမသိဘူးအဲ့လောက်ပဲရှိတယ်နော်အဲ့ဒါကိုတိုနာသုံးမယ်ဆိုလို့ရှိရင်ဒီကတော့ cotton pad လေးနဲ့ပေါ့နော်သူက pad ဆိုတော့ညချတယ်အဲ့ဆိုရှင်ဒီနေ့ကအပြန်လာမိတ်ကပ်တွေလိမ့်ထားမိတ်ကပ်လေးကိုဖြတ်လိုက်နော်ဒါလေးကတော်တော်ပြောင်းတယ်လို့ပြောရတယ်ဘလောက်ပဲဒီလိုဟိုပါ skin care တွေလို့ဒီလို cleansing ဒါပဲ cleansing မလို့ဆိုလို့ရှိရင်ဆက်မပြေဘူးနော်မျက်နှာလေသူကနှုတ်ခမ်းနေတယ်ပါအဲ့ဒါလေးနဲ့အကုန်လုံးဖြတ်လိုက်တာကိုရတယ်လေဒါလေးက GM ကပေါ့နော်ဒီဆေးပုံလေးကိုကိုရတယ်ဝင်လာနှုတ်ခမ်းနေဖြတ်ပြီးနော်အဲ့ဒါလေးနဲ့အရင်ဆုံးတန်ရှင်းလိုက်ပြီးလို့ရှိရင်မျက်နှာတက်ကလေးရတော့အရန်သုံးတော့ကောင်းတော့မယ်ထိုမာတိုနော်ဒါကတော့cube brush ကထိုးတဲ့ထိုမာတိုပေါ့နော်ဒါလေးလည်းခင်းနေတယ်လည်းတအားကောင်းတယ်မျက်နှာတက်လိုက်မယ်နော်မျက်နှာတက်ပြီးပြန်လာခဲ့မယ်အဲ့ဒါလေးနဲ့မျက်နှာတက်ပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကဘာသုံးမလဲဆိုဟိုကသုံးမယ်တိုနာပြီးဆိုတော့ serum ဒါလေးကအရင် budget ဖြစ်တယ်နော်ငကိုတော့ဆို9000လာပဲရှိတယ်အခုကတော့6000ကျော်အခုက9500လား6500လားမသိပါဘူးသူကတဲ့နာချာစီရဒါပေမဲ့အထက်စမောလို့မရဘူးဒါလေးကတော်တော်လေးအဆင်ပြေတယ် budget skin care ပေါ့နော်အားလေးသုံးနေတာအဲ့ဒါဘယ်နှပြောက်တော့ဖြစ်နေလဲဆို5-6ရှိတာအားကြိုက်အဲ့ဒါလေးလုပ်မယ်ပေါ့နော်အဲ့ဒါလေးလိမ့်လိုက်မယ်အဲ့ဒါလေးလိမ့်ပြီး serum ဆိုဒါကတော့ serum နောက်မျိုးရှိတယ်ဒါကြတော့တငယ်ချင်းကဒါလေးကောင်းတယ်ဆိုပြီးညွှန်တာ review ပေးတာသူပေးတာဒါလေးသူကထိုင်းရတယ် BSC ပြီးလေအဲ့ဒါလေးကတော့ညဘက်တော့နော်ဒီကကြောင့်သူ့ရဲ့တက်ချားလေးသူ့ရဲ့တက်ချားလေးရတယ်လေဟောကချဲတိုက်ကိုစင်ပြေတယ်ဒီလိုလေဒါလေးကလည်း serum ပဲ serum 2မျိုးဖြစ်နေတော့လေညဘက်တစ်ခုမနက်တစ်ခုပေါ့နော်အဲ့လိုတော့အဲ့ဒါလေးရှိမယ်ပြီးရင်moisturizer ကြတော့ cross eyes ကဒီမှာ pink ကပဲရှိရတယ်။တောင်းလာမတောင်းလာ cross eyes ကအဲ့ဒါလေးတောင်းပါမယ်။နော်။အဲ့ဒါလေးလို့တော့မရဘူးဒါကောင်းတယ်။ဒါ moisturizer eye cream လို့လည်းကောင်းတယ်။ eye cream က eye cream ကောင်းပါတယ်။လို့ရှိရင်ဒါBioria တို့ရဲ့ essence watery essence ကိုလည်းအားသုံးတာကောင်းတော့အဲ့ဒါလေးလည်းကောင်းတယ်သူ့ရဲ့တိုက်ကလည်းဟုတ်ပဲဖြစ်နေတော့ဆေးကမှုရှိရဲကောင်းကြိုက်တယ်အဲ့ဒါလေးသက်ဆောင်ရထားတယ်နော်အန်းနာလေးများငယ်ချင်းအန်းအဲ့ဒါလေးရဲ့အဲ့ essence ကိုရှင်းတာsunscreen နဲ့ဟိုကနေကကုန်နေတာ eye cream နဲ့ကုန်နေတယ်ညဘက်ဆိုလို့ရှိရင်ညဘက်ဆိုလို့ရှိရင်အခုကနှိမ့်ခင်းမဲ့ဆိုမလဲညဘက်ဆို elaborate က night cream လေးကိုသုံးနေပေါ့နော်အဲ့တော့ဒီ skin care routine လေးကို vlog လေးလုပ်ထားတာပါ
thank you ပါ